တာလေးကတော့ဒါကျွန်တော်ဒီအတန်နည်းနည်းစမ်းပြတာပေါ့နော်အဲ့တော့ယွန်းဂီတာဆိုတဲ့အတွက်ကျွန်တော်တို့ကဒီဂီတာကိုရွေးချယ်တဲ့သူတော်တော်များများကကျွန်တော်တို့အလှထားဖို့ရွေးချယ်ကြတာပေါ့နော်အဲ့တော့ဂီတာကိုကျွန်တော်တို့ကတီးလို့လည်းရမယ်အလှထားလို့လည်းရမယ်ပေါ့နော်အဲ့တော့နှစ်မျိုးစလုံးအသုံးပြုလို့ရတယ်ပေါ့အဲ့တော့တချို့ကရှိရဲဒီဈေးတန်းဝင်းကျင်ဆိုရင်ကျွန်တော်နိုင်ငံခြားအိုးဘယ်တစ်စိတ်ဘယ် brand ပဲယူမှာပေါ့ဒါမျိုးရှိရပေါ့နော်အဲ့တော့ကျွန်တော်ဒီယွန်းဂီတာရဲ့ဒီ order မှာယူရဲ့သူတော်တော်များများကသူကဂီတာတီးဖို့တဲ့ပေါ့နော်တီးဖို့တဲ့သူကအလှထားဖို့အဓိကဦးစားပေးပေါ့နော်ဒါကြောင့်မလို့ဒီမြမလက်မှုပညာကျွန်တော်ယွန်းဒီလက်ရတွေကိုအဓိကတန်ဖိုးထားအနေနဲ့ဒါဝယ်ယူကြတာပေါ့နော်အဲ့တော့ဥပမာဆိုကျွန်တော်ဒီယွန်းနဲ့ပတ်သက်တဲ့ပစ္စည်းတွေဆိုတော့တော်များရှိရပေါ့နော်တချို့ဆိုရင်ဒီစုံအုပ်တွေမှာလို့နော်အများကြီးပါပဲဂျိုင်းတွေပေါ့စသည်ဖြင့်ပေါ့နော်ယွန်းကတာနဲ့ပတ်သက်တဲ့ဆွဲတဲ့ပုံတွေတော်များလဲတွေးဘူးမှာပေါ့နော်အဲ့တော့အဲ့ဒီအချိန်မှာကျွန်တော်ဂီတကိုရှင်းပြနေတဲ့သူတွေကြတော့ဒီယွန်းတယ်နဲ့ပြုလုပ်တဲ့အထက်မှာကျွန်တော်တို့ကဒီစုံအုပ်ကြီးကိုအခန်းထဲမှာအဲကန်းမှာထားမယ်ဆိုတာကိုအခန်းလေးထဲမှာဖြစ်ဖြစ်အဲကန်းမှာဖြစ်ဖြစ်ပေါ့နော်ဒီကိုရှင်းပြနေတဲ့ဒူရိယာတစ်ခုဖြစ်တဲ့ဒီဂီတာကိုပဲသူတို့ကချိတ်ထားခြင်းကြမျိုးပေါ့နော်အဲ့ဒီအတွက်သူတို့ကဂီတာကိုဒီယွန်းဂီတာကိုအဓိကရွေးချယ်ကြတာပေါ့အဲ့တော့အတန်အတွက်အဓိကထားမယ်ဆိုတော့ကျွန်တော်တို့ကယွန်းအိုးလိုက်ပြီးဖြစ်တဲ့အတွက်ကျွန်တော်တို့ကပုံမှန်ဂီတာရဲ့ neutral အတန်တော့အပြည့်အဝရမှာမဟုတ်ဘူးပေါ့နော်အတန်အဓိကဦးစားပေးလုပ်ထားတဲ့ဂီတာတွေနဲ့ရှင်းလို့မရဘူးပေါ့ဘာလို့လဲဆိုကျွန်တော်ယွန်းဆွဲဖို့အတွက်ကအပေါ်မှာတစ်ဆေးတွေအထက်ထက်တော့ရတယ်ပေါ့နော်တစ်ဆေးတွေထက်ထက်တုပ်ပြီးမှကျွန်တော်တို့ကအပေါ်ကနေပြီးတော့ဒီယွန်းကိုချစ်ပြီးတော့ဆွဲကြတာပေါ့အဲ့ဒါကြောင့်မလို့တချို့ကကြတော့ဒါကိုနားလေတယ်ပေါ့နော်တချို့ကကြတော့လေအတန်ထုံတာတို့ဝစ်တာတို့ဒါပေမဲ့ဒီဂီတာကိုကျွန်တော်တီးကြည့်ရတဲ့လောက်ကတော့ဒါမစိုးဘူးပေါ့နော်လက်ခံလို့ရတယ်တီးလို့ရတယ်အဲ့တော့ခုနကပြောသလိုနိုင်ငံခြားအိုးတွေဈေးကြီးအိုးတွေ9သိန်း10သိန်းဝန်းကျင်အိုးတွေနဲ့တော့သွားရှင်လို့မရဘူးပေါ့နော်ဈေးရန်တူတဲ့ဟာဒီကောင်တီးလို့လည်းရမယ်အလားထားလို့ရမယ်နှစ်မျိုးစလုံးပေါ့အဲ့တော့တစ်ခုလိုရင်တော့တစ်ခုကအားနည်းချက်ကတော့ရှိရပါတော့အတန်အဓိကလိုရင်လည်းဆိုအတန်ကောင်းတဲ့ဂီတာကိုအဓိကကျွန်တော်ရွေးချယ်ရမှာပေါ့နော်အဓိကကိုကအလားထားမှဆိုရင်ယွန်းဂီတာကိုကျွန်တော်ရွေးချယ်ကြတာပေါ့အဲ့လိုမျိုးပေါ့နော်အဲ့တော့ဒီဂီတာမျိုးတွေဝယ်သူတို့များတော့ဒါအလားထားတာဒီညီမလက်မှုပညာကိုအမြဲတမ်းထားရသူတွေအဓိကဝယ်ကြတာပေါ့နော်အဲ့တော့ဒါခုနကျွန်တော်ဒီပလက်ကင်လေးနဲ့တော့တစ်ချက်စမ်းပြပြီးတော့ပေါ့အဲ့တော့သူ့ရဲ့အတန်အတွက်ဒီအတန်တီးမယ်ဆိုရင်တော့အတန်တော့ကဘယ်လိုနေမလဲပေါ့နော်အတန်ဝင့်နေမလားထုံးနေမလားဒါတစ်ချက်ကျွန်တော်နားထောင်ကြည့်အောင်ပေါ့နော်ဒါဆိုကျွန်တော်အီးတန်ဒါဆိုရင်ကျွန်တော်အရင်ဆိုးရွားနေတဲ့အတန်မျိုးတော့မဟုတ်လက်ခံလို့ရတယ်နော်အဲ့တော့ဒါများသောဖြင့်ဒီပြောကြတာတွေအတွက်မတွေ့လို့ပေါ့နော်ကျွန်တော်ဒါကိုတစ်ချက်ပဲတန်လေးတစ်ချက်စမ်းပြပြီပေါ့နော်ဒါတော့ကျွန်တော်ဒီစတင်ကတော့တရားတော့မချိန်ကြီးထားလေးပေါ့နော်အဲ့တော့ဘာကတော့ဒါကက်ကက်ကလေးလေးထားမှာပေါ့နော်ဒီကျိုးတွေကအဲ့ဒီတက်တဲ့ကျိုးအသုံးပြုတဲ့ပုံပေါ်မူတည်ပြီးတော့လေအတန်ထွက်တွေခွာတယ်ပြီးရင်ဒီကျိုးအနေမြင့်ပေါ့ string action သူ့ရဲ့အနေမြင့်ပုံမူတည်ပြီးတော့လေကျွန်တော်အတန်ထွက်တွေခွာသေးတယ်အဲ့တော့ဒီဂီတာတွေကိုကျွန်တော်တို့ကရွေးချယ်ထားမယ်ဆိုရင်တော့အလှထားတာဖြစ်တဲ့အတွက်ဒီကျိုးတက်တဲ့အခါမှာကျွန်တော်တို့ကတန်ဂိတ်တော့ပဲသုံးသင့်တယ်လို့ကျွန်တော်တို့ထင်တယ်ပေါ့နော်ဘာလို့လဲဆိုရင်နောက်ပိုင်းမှာတခုခုဒီကျိုးဆွဲအားတန်းရှင်းကြောင်းဒီ break on ဟာတာမျိုးတွေဖြစ်လာနိုင်တယ်ပေါ့နော်ဒီဂီတာမှမဟုတ်ဘယ်ဂီတာမဆိုဒါရာသီဥတုကူပြောင်းနေမှာဒီတက်တာကျုံတာကြွားရရှိတယ်ပေါ့နော်အဲဒီကိုကလည်းဒီပူတဲ့ခါမှာကတ်တဲ့ကောချီကိုအေးတဲ့ခါမှာလည်းကတ်တဲ့ကောချီရကွာတဲ့ကောချီမျိုးမျိုးရှိတာပေါ့နော်အဲ့တော့ဒါတွေအားလုံးကိုကျွန်တော်တို့ကview တစ် site ထိန်းသိမ်းမယ်ဆိုတော့အဓိကကျိုးကိုတန်ကြီးတော့အဓိကတက်မယ်တက်စင်မယ်ကျွန်တော်ပြီးရင်
ကျိုးလေးတွေနည်းနည်းချော့ချော့ထားပါတော့ဒီပုံမှန်အပြင်ဒီဂီတာရဲ့ကျွန်တော်အမြင်နဲ့ဒီဖြစ်မဲ့ဂီတာမျိုးပေါ့နော်အလားထားမဲ့ဟာဖြစ်တဲ့အတွက်ကျွန်တော်ကျိုးလေးတွေနည်းနည်းလေးချော့ထားတော့ပိုကောင်းတယ်ပေါ့နော်ပြီးရင်ကျွန်တော်ဒီကျိုးရဲ့တန်ရှင်းမှာလည်းဒီ gate တွေပုံမူတည်ပြီးအများကြီးရှိတယ်ဥပမာ11 gate ဆို140 150အဲဝင်းကျင်မှာရှိတယ်ပေါ့နော်လူတယောက်ရဲ့ဟိုပါတော့အလေးချိန်နဲ့ညီမျှတယ်ပေါ့ဒီ10 gate ဟိုဥပမာကျွန်တော်11 gate ကို standard ကျူနီညှိထားတယ်ညှိထားဆိုရင်ကျွန်တော်တို့ကလူရဲ့ပေါင်ရဆိုရင်တော့ဘယ်လောက်နဲ့ညီမျှတယ်ပေါ့နော်ဒီတန်ရှင်းဆွဲအားဆိုတော့သူကပေါင်140ကျော်လောက်နဲ့ညီမျှတယ်ဒါကြောင့်ကျွန်တော်ဒီလောက်လူတယောက်စာရဲ့ပုံမှန်လူတယောက်စာရဲ့ဒီ weight လောက်ရှိရပေါ့အဲ့ဒီအတွက်ကြောင့်ကျွန်တော်တို့ကဂီတာတွေကဘယ်ဂီတာမဆိုတခြား training မှုလို့ပဲပေါ့နော်အဲ့လိုမျိုးအဲ့တော့တွဲကိတ်တက်မယ်ဆိုဒီတက်တန်ရှင်းရများမှာအဲ့တော့ကျွန်တော်တို့ကအမြဲတမ်းရေရှည်အတွက်သုံးမယ်ဆိုရင်တော့ကျိုးလေးတွေကိုရေရှည်တဲ့နေရာမှာလည်းအဓိကထားရွေးချယ်ရမယ်ပြီးရင်ကျွန်တော်တို့ကဒီဟောပေါ့ကျိုးလေးမတီးဖြစ်တော့ဆို short တိုင်းတော့အကောင်းဆုံးပေါ့နော်အဓိကကျိုးမ short တဲ့ပြဿနာကဒီ flat တန်ကွေးမယ် break ကိုဟာမယ်ပေါ့ byte ဖောင်းမယ်ပေါ့ဒါတွေပေါ့နော်ပုံမှန်အဖြစ်တော့အဲ့တော့ဒီဂီတာမှာတော့ trust roll ပါတယ်ဒီလက်တံကွေးသွားခဲ့ရင်တော့ကျွန်တော် trust roll နဲ့အဲ့ဒီပြန်ရှင်းလို့ရတယ်ပေါ့နော်ဒါ break ကိုခါသွားတာဆိုရင်တော့ပြန်ထိုင်ရနည်းနည်းခက်လိမ့်မယ်ပေါ့နော်ဘာလို့ဒီမျက်နှာပြင်မှာကျွန်တော်တစ်ဆေးတွေကိုကျွန်တော်ကထွင်းပြီးတော့တေချာလေးပြန်ပြီးအောက်ကဒီအသားပေါ့နော်ဂီတာရဲ့အသားကိုရောက်တဲ့ဒီကျွန်တော်ထွင်းပြီးတော့ break ကိုကျွန်တော်ကကတ်ထားတာပေါ့နော်ဒါကြောင့်မလို့ဒီမှာဆိုရင်စကရူပေါက်ရလည်းမပါဘူးကျွန်တော်စကရူနဲ့လည်းမဆွဲဘူးပေါ့နော်ကော်နဲ့ပဲတေချာခိုင်ပြန်တက်ထားတာကတ်ထားတာပေါ့နော်ပြီးရင်နောက်တစ်ခုကပထမတစ်သုတ်ကဂီတာမှာကကျွန်တော်တို့ကဒီလက်တံပေါ့လက်တံရဲ့အထူပါပေါ့အဲ့တော့ဒီလက်တံကတော့ကျွန်တော်အခုတီးကြည့်ရတော့ကတော့နေတော့ပဲညင်နဲ့မထူညင်နဲ့မပါဘူးပေါ့နော်အဲ့တော့ပထမတစ်သုတ်ကဂီတာမှာနည်းနည်းလေးထူတယ်လို့ပြောကြတယ်ပေါ့နော်ဒါ feedback ပြန်ရတာသူတို့ဒါဝေအားပေးတဲ့သူတွေကကျွန်တော်လိုအပ်တာလေးပြန်ပြီးအကြံဉာဏ်ပေးတဲ့နေရာမှာပေါ့နော်အဲ့တော့ကျွန်တော်လည်းအဲ့ဒီ flat တံဒီနောက်က net ပေါ့ဒီ net ကိုတေချာတက်နိုင်ဆုံးပေါအောင်လည်းလုပ်ပေးထားတယ်ပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီနားရဲ့ smooth ဖြစ်အောင်ပေါ့နော်ဒီ net နဲ့ finger bone နဲ့ဆက်တဲ့နေရာလေးကျွန်တော်တို့ဒီ smooth ဖြစ်အောင်တေချာလေးညီအောင်တက်နိုင်ဆုံးပေါ့နော်ကျွန်တော်တို့ကဒီဆက်ရုံကထုတ်တဲ့အလုံးတွေမဟုတ်တဲ့အတွက်ဆက်နဲ့လုပ်တာတော့အရင်တိကျရင်မှတိကျတော့ပေါ့ဒါပေမဲ့တော်တော်လေးလက်ခံနိုင်တဲ့အနေအထားမှာရှိတယ်ပြီးရင်ဒီမှာ side door လေးလည်းပါမယ်ပေါ့နော်ပြီးရင်ကျွန်တော်တို့ဂီတာတော်များမှာတချို့ကဒီအရှိမအင်လေးတွေမပါဘဲနဲ့ယူစင်းနေကြိုက်ကြတယ်ပေါ့နော်အဲ့ဒီတို့လည်းကျွန်တော်ဘာမှထည့်မထားဘူးအဲ့လိုမျိုးပေါ့ဒီပုံမှာကျွန်တော် side door ပါတဲ့အတွက်ဒါဆိုတီးတဲ့လူတွေအနေနဲ့ကတော့ဒီ side door ကြည့်ပြီးတော့ကျွန်တော်တီးလို့ရတယ်ပေါ့နော်ပြီးလို့ရှိရင်ဒီဂီတာကဒီ finger board ကကျွန်တော်တို့ကဒါသင်းဝင်သားနဲ့လုပ်တာပေါ့နော်ဒီ break ကိုလည်းဒါသင်းဝင်သားပဲတစ်သားထဲမှာတော်တော်လေးဂီတာလုပ်တဲ့နေရာမှာအသုံးများတယ်ပေါ့နော်အဲ့တော့နောက်တစ်ခုကじゃဒီ body ကတော့ပုံမှန်ကျွန်တော်ကြည်ရင်းကဒီ laminate သားပဲပေါ့နော်အဲ့တော့ laminate ပုံမှာသူက quality ကတော့ဟိုလိုပလာနဲ့ quality အညံ့တော့မဟုတ်ဘူးသူကလည်းသူခိုင်ခန့်တယ်နော်မာကြောတယ်ပေါ့ဒီတစ်သားအဲ့တော့ကျွန်တော်ကအဲ့ဒီမှာ weight ကတော့နည်းနည်းဒီတစ်စီးအုပ်ထားတဲ့အတွက်နည်းနည်းလေးမယ်ပေါ့နော်ပုံမှန်တစ်သားတူးတဲ့သူကတော့နည်းနည်းတစ်စီးအုပ်ထားဖြစ်တဲ့အတွက်ကျွန်တော်တို့ကနည်းနည်းတူးကမြင့်သွားမှာပေါ့နော်ဒါကြောင့် weight ကနည်းနည်းတော့လေးဒါပေမဲ့အဲ့တစ်စီးအုပ်လိုက်လို့အတန်ကအရင်ဆိုးလာဆိုတာခုနကျွန်တော်တီးပြတော့ဆိုရင်တော့အားလုံးလေးဒါတွေ့ပြီပေါ့နော်အဲ့တော့အတန်တော့မဆိုးဘူးလက်ခံလို့ရတယ်တီးလို့လည်းရတယ်အလားထားလို့ရတယ်နှစ်မျိုးသုံးလို့ရတာပေါ့ဗျာအဲ့တော့ဒီဂီတာယုံဂီတာရဲ့အဓိကတော့ခုနပြောခဲ့သလိုပဲဒီဂီတာရဲ့အတန်ထွက်ကိုဦးစားပေးတာထက်ဂီတာရဲ့ဒီမြမလက်မှုပညာကျွန်တော်ပကံဖြစ်တဲ့စီးခဲ့တဲ့ဒီယုံပညာပေါ့နော်အဲ့ဒီဟာကိုတန်ဖိုးတာထိန်းသိမ်းတဲ့အနေနဲ့ဒါကျွန်တော်တို့ဒါဝေယူကြတာပေါ့နော်အဲ့တော့အတန်ထွက်ကတော့ခုနပြောလို့ညင်မကောင်းတဲ့ထဲမှာလည်းမပါဘူးကျွန်တော်ကောင်းတော်လေးအဆင်ပြေထဲမှာပါတယ်ပေါ့နော်ကျွန်တော်တီးကြရတော့ကတော့အဲ့တော့ကျွန်တော်တို့ဒီဂီတာနဲ့ပတ်သက်ပြီးတော့တန်တွက်လေးအနေထားဘယ်လိုရှိတယ်ဒီအကြံဉာဏ်နဲ့ပြီးလို့ရတယ်လိုအပ်တာလေးရှိနေကျွန်တော်နောက်ပိုင်းဂီတာတွေမှာစင်းစီပေါ့နော်ကျွန်တော်တို့ဒါဥမာစာပြီးဒါဒုတိယမြောက်လုပ်တဲ့ order တွေပဲရှိသေးတာပေါ့နောက်ထပ်တွေမှာလည်းကျွန်တော်ဒီထက်ကောင်းတဲ့ထက်ကောင်းအောင်ကြိုးစားသွားမယ်ပြီးရင်ဒီ finger board တွေစပထမတော့ကျွန်တော်ရည်ရည်ကြီးပဲခုနောက်ပိုင်းက radio ကိုနည်းနည်းလေးခုံပေးထားတယ်ပေါ့နော်တီးရတာ smooth ဖြစ်အောင်ဒါကြောင့်မလို့ကျွန်တော်နောက်ပိုင်းမှာဆိုရင်တော့ဂီတာကိုကျွန်တော်ကဒီတက်ပို့ပြီးဒီအတွင်းတောက်ဖွဲ့စည်းပုံတွေ breathing တွေကစဒီမှာဆိုလဲကျွန်တော်ကအအတွင်းတောက်တွေကျွန်တော်ထင်ယူတန်းနေတယ်ပဲအဓိက breathing တွေကအသုံးပြုပေးထားပြီး echo bar တွေနဲ့တေချာဖွဲ့စည်းပေးထားတယ်ပေါ့နော်အဲ့တော့
ပုံမှန် local ဦးတွေမှာဆိုရင်တော့ဒါဒီလောက်မတည်တတ်ဘူးပေါ့နော်ဒီကောင်ကတော့တော်တော်လေးဒီရုံးလိုက်တာအတွက်ဖြစ်တော့ကျွန်တော်အတက်နိုင်ဆုံးပေါ့နော်ကျွန်တော်ညံစွမ်းရှိတယ်များကိုယ်စွမ်းညံစွမ်းရှိတယ်များဒီစားစူးစမ်းပြီးထားတယ်ပေါ့နော်အဲ့တော့တစ်ခုရှိရအောင်စက်ရုံထုတ်ဂီတာတွေကိုဒီတခြားနိုင်ငံရပြည်ဂီတာနဲ့တော့လက်ရတည်တတ်မှုတွေရှင်းလို့မရဘူးပေါ့နော်ဘာလို့လဲဆိုရင်ကျွန်တော်တို့ကလက်မှုပညာနဲ့လောက်ထားတာဖြစ်တဲ့အတွက်အားနည်းချက်တော့ရှိတယ်အဲ့ဒီဟာကလည်းမတည်သက်ရှင်းရတဲ့အဲ့ဒီလက်မှုပညာရဲ့ကျွန်တော်တို့ရတာတစ်ခုပဲပေါ့နော်အဲ့ဒီဟာပေါ့တော့ဒါတော့ဘာညာမဟုတ်ဘူးကျွန်တော်ဒီဂီတာလေးကိုဒါစတင်ရှိန်တော့မှာပေါ့နော်ဟိုအဲ့တော့စတင်မရှိန်လေးတစ်ချက်စမ်းပြီးတော့ဒါတီးပြပြအောင်အားလုံးကျေးဇူးများတင်ပါတယ်နော်ဒီဂီတာမျိုးလေးနောက်ပိုင်းလည်းကျွန်တော်အများကြီးဒီထက် quality ပိုမိုက်မယ်ဒီထက်လည်းကောင်းအောင်ကျွန်တော်ထပ်ပြီးတိုးရှင်းပြီးတော့ကျွန်တော်ကဆက်ထုတ်ဖို့ရှိတယ်ပေါ့နော်အဲ့ဒီခါကျရင်လည်းအားပေးကြပါအောင်လို့နော်အားလုံးကျေးဇူးများတင်ပါတယ်